အလုံးနေပါပဲဒီနေ့ကတော့အပေါ်မှာပြထားတဲ့ကဏ္ဍလေးကိုသွားကြည့်ကြပါစို့ကဲအခုကတော့ကျွန်မလွတ်ပြထားပါတယ်နားမှာလည်းသိချတော့မသိဘူးဒါပေမဲ့စိုက်ကဲနဲ့သွားပါမယ်ရှင့်နိုင်ထိပါလို့ပေါ့နော်ခဏလေးစောင့်ပေးပါအဲ့ဒါအမြဲတမ်းထစ်တယ်အမအခုမှရတယ်ပေါ့နော်គឺပဲရတယ်အဲ့ဒါနဲ့ဒီမှာစိုက်ကမောင်းပြီးသွားပါမယ်တက်တန်းလေးသွားပါမယ်ပြီးလို့ရှိရင်꿰ပါမယ်ပြီးရင်ဒီကုန်းလေးတွေအကုန်းလေးတက်မှမယ်တက်ပြီးသွားလို့ရှိရင်ဒီဘက်လေး꿰လိုက်ပါအဲ့ဘက်လေး꿰သွားလို့ရှိရင်တော့ဟိုမှာပါရသွားပါပြီအဲ့လေးပါအဲ့ဒီပါပြီးတော့ကျွန်မဘလောက်တုံးမဆော်ဖျားကြည့်ကြပါအဲ့လေးပါနော်အခု live set file လေးလည်းလုပ်ဖို့မမိနဲ့အောင်တဒါ